ငယ်ဦးလာစီနဲ့အဒီတော်နွယ်ငါတို့သားလေမောင်စင်နောင်နဲ့ဘာကြီးဟာအန်တီသမီးနီထွန်းထွန်းလေဟုတ်ကဲ့အန်တီမေသမီးနဲ့သဘောတူထားတာတူလားမေဟုတ်တယ်လေသမီးရဲ့သမီးတို့ချင်းလူငယ်ချင်းရင်းနှီးအောင်တယောက်သဘောတယောက်ပြီးအောင်မင်းတို့ကစီစဉ်ပေးထားသမီးနဲ့လက်ထပ်ဖို့သဘောတူထားတာတူဆိုရင်တော့သမီးလက်မခံနိုင်မေသမီးဘယ်လိုပြောရလဲဟုတ်တယ်ဖေအဲ့ဒီဇေနောင်ဆိုတဲ့သူကစေးဖို့မရှိလို့ဆိုတော့သမီးစီကပတ်ဆိုင်ကိုတစ်ခါလုတယ်ဖေမမနင်ငါ့မခေါ်နဲ့မေသူ့ကိုကြည့်ပါဦးမေသမီးနဲ့မေဈေးကအပြန်တော့မှလမ်းဘေးဘွက်အိုင်ဒီမှာမူးပြီးလဲနေတာသူ့ပေါ့ဟုတ်တာပဲသူပဲအဲ့ဒီလိုမသေးကြတဲ့ကိစ္စတခုကိုကျမသားလို့ရိုင်းမိမပြောကြပါနဲ့လမ်းဘေးမှာမူးလဲရအောင်ကျမသားလေးအရင်မပြောနဲ့ဆက်လက်ကြောင်တတ်တတ်တာမဟုတ်ပါဘူးရိုင်းမိမဆွဆွဲကြပါနဲ့ရှင်ကျမရိုင်းမိဆွဆွဲတာမဟုတ်ပါဘူးတသေးချာချာမှတ်မိတာပါအဲ့ဒီကိစ္စအားလုံးဟုတ်မဟုတ်ဆိုတာတော့အန်တီတောင်အန်တီကိုယ်တိုင်မေးကြည့်လိုက်ပါအဲ့လောက်တိတ်ခါလည်းမရှိကျမပေါ်မှာလည်းမနစ်သက်တဲ့ယောက်ျားတယောက်ကိုကျမလုံးဝလက်မခံနိုင်ပါဘူးလုံးဝလည်းမယူနိုင်ပါဘူးရှင်ဇင်းအောင်သူတို့ပြောတာဟုတ်လားမှန်လားရှင်းလေကွာဟဲ့ကောင်ရှင်းလေမင်းကငါပြောနေတယ်နော်သူတို့ပြောတာဟုတ်မဟုတ်မင်းရှင်းလေကွာပြောတာအမှန်နေပါပဲဟာခွေးကောင်ခွေးသားမင်းလူစုံတက်ဆုံရှေ့မှာမိဘတွေကိုအဆက်ခွဲတယ်ဟင်မိဘရဲ့မျက်နှာကိုသရွေးနဲ့ထွေးတယ်ငါတို့ရဲ့အဆက်တွေပိတ်ခါတွေဖမ်းမှမရှိတော့ဘူးကွာဟုတ်တော့ရှော့လေဟုတ်တယ်မဟုတ်ဘူးဆိုတာသိကြသေးတာမှမဟုတ်တာကျမသားလည်းအဲ့လိုဖြစ်နေမှာကျမလုံးဝမယုံဘူးအော်ဟုတ်ကမဟုတ်ပါဘူးရှင်ဟုတ်ကမဟုတ်ဘူးမင်းရတာမဖြစ်နိုင်ဘူးပြောနေတယ်ဟိုမှာမင်းသားဝင်ခံနေပြီဝင်ခံလိုက်ပြီကွာရှင်တို့ကလည်းလေအစတည်းကကျမသားနဲ့သဘောမတူနိုင်ဘူးမပေးနိုင်ဘူးဆိုရင်စောပြန်ညင်းပါလားအခုတော့ဒီလိုချိန်နေမျိုးဖြစ်မှာရှင်ကျမသမီးကရှင်တို့သားကိုအရင်တည်းကသိတာမဟုတ်ဘူးအစတည်းကဒီလိုမှန်းတာသိရင်ရှင်တို့အိမ်ထဲကဝင်မခံဘူးတော့ဒါတော့ကွာတော့ကြစမ်းပါဟုတ်ပါတယ်အန်ဒီရဲ့ဒီကိစ္စအေးဆေးညှိနှိုင်းလို့ရပါတယ်ခင်ဗျာဘာမှညှိနှိုင်းနေစရာမလိုဘူးမန်းတွေဒီကောင်အိမ်ပြန်ခေါ်လာခဲ့မိဘကိုအရှင်လက်လက်ငရဲပို့သလိုစော်ကားတဲ့ကောင်အဲကောင်ဇင်းအောင်မင်းနဲ့ငါအိမ်ကြားမှာတွေ့မယ်ကိုနာပါ
ဘယ်သူများလဲလို့ရှင်တို့ ဟုတ်ပါညီမပြီးခဲ့တဲ့ကိစ္စတွေအားလုံးကိုတောင်းပန်ဖို့လာခဲ့တော့ ဟုတ်ပါရဲ့ကျွန် တော့မနေပါနဲ့တော့ရှင်ပြီးရရင်လည်းပြီးပါပြီဒီမှာဘသူမှအပြစ်မပြောချင်တော့ပါတကယ်တော့သူဖြစ်ချင်တဲ့ဆန္ဒသူလိုချင်တဲ့အခြေအနေကိုသူစိတ်ချမ်းသာပါစေတော့ဆိုပြီးတော့ကျမနှလုံးသားနဲ့ပေးခဲ့တာပါရှင်ကျမကိုယ်တိုင်အသေးကွဲခံပြီးတော့သူ့ကိုဆုံးလွတ်ခဲ့တာပါအားလုံးအတွက်ကျွန်တော်စိတ်မကောင်းပါဘူးဗျာတစ်ဖက်ကကျွန်တော်တငယ်ချင်းဘက်မှာလဲနှစ်ခါပြန်စွန့်ပစ်ခြင်းခံခဲ့ရတာပါသူ့ရဲ့အချစ်ကိုတကယ်တမ်းပထမဦးဆုံးတွေ့လိုက်ခံစားလိုက်တဲ့အချိန်မှာပဲအဲ့ဒီချစ်သူရဲ့စွန့်ပစ်ခြင်းခံလိုက်ရတဲ့အပြင်ပြိုင်ထဲမှာပဲမိဘတွေရဲ့အမွေပြတ်စွန့်ပစ်ခြင်းကိုခံခဲ့ရတာပါရှင်ဟုတ်သူ့အမွေပဲစွန့်ကြတယ်ဟလားဟုတ်ပါရဲ့ဗျာကျွန်တော်လည်းခုချိန်ဒီဘယ်မှမစုံစမ်းလို့မရသေးပါဘူး